အားလုံးပဲမင်္ဂလာပါ Achievers YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာကတော့ investing တွေထဲကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာဖြစ်တဲ့ value investing နဲ့ growth investing အကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ် investing လို့ပြောပြီးဆိုရင်ဘယ်လို investor အမျိုးအစားပဲဖြစ်ပါစေ crypto investor asset investor stock investor ပဲဖြစ်ပါစေ value investing နဲ့ growth investing အကြောင်းကိုတော့နားလည်ထားရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့မှာတော့ value investing နဲ့ growth investing အကြောင်းကိုကိုယ်ကွယ်ပြပြသိသွားအောင်ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး value investor တယောက်အနေနဲ့ကိုယ်ဝယ်မဲ့ stock ရဲ့မူလတန်ဖိုးရဲ့နည်းနေတဲ့အချိန်မှာဝယ်ကြလေးရှိပါတယ် risk ကိုနည်းအောင်လုပ်ထားပြီးတော့ investor တွေအနေနဲ့လည်းဘယ်လို stock က under value ဖြစ်နေလဲဆိုတာကိုလိုက်ပြီးတော့ရှာဖွေထားပါတယ် asset ရဲ့သဘောကသူ့ရဲ့တန်ဖိုးအမှန်အချိန်တန်ရောက်လာတဲ့အခါမှာ value investor တွေအနေနဲ့အကျိုးအများကြီးရှိနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ growth investor တွေကတော့အလားအလာရှိရဲ့ high growth revenue ရနိုင်တဲ့လုပ်ငန်းမျိုးတွေမှာဒီထက်ပိုမိုတိုးတက်လာမယ်ဆိုရင်အလားအလာရှိရဲ့အတွက်ဈေးနှုန်းဘလောက်ပဲများနေပါစေပေးပြီးတော့ဝယ်ကြပါတယ် growth investing ထဲမှာဆိုရင် crypto investment နဲ့ small medium enterprises တွေလည်းပါဝင်ပြီးတော့အခြားရင်းနှီးမြှုပ်နှံမှုတွေထပ်ပိုပြီးတော့ risk ဖြစ်စေနိုင်တယ်လို့ဆိုနိုင်ပါတယ်ဥပမာပြရမယ်ဆိုရင် Coca-Cola ကုမ္ပဏီဟာဆိုရင်နှစ်ပေါင်း136နှစ်လောက်ရှိပြီးတော့တန်ဖိုးကတော့37 billion total revenue လောက်ရှိပါတယ်သူရဲ့နေဗျူဟာကတော့ market ကိုစောင့်ပြီးတော့အများဆုံးကို AC ရွာဖြစ်တဲ့အတွက်ကြောင့်မို့လို့ slow growth ပဲဖြစ်ပါတယ်သူရဲ့ share တစ်စောင်မှာ $2.55 လောက်သာအမြတ်ရရှိနိုင်ပါတယ်ဒါပေမဲ့သူကနှစ်ပေါင်းများစွာကြာပြီးတော့သူ့နာမည်နဲ့သူတည်ရှိနေတဲ့တည်ငြိမ်တဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ပုံမှန်ဝင်ငွေအမြဲရသွားနိုင်ပါတယ်ဒီလို Coca-Cola ဖြစ်စဉ်ကိုတော့ value investing လို့ခေါ်ဆိုနိုင်ပါတယ်နောက်တစ်ခုဥပမာပေးရမယ်ဆိုရင် Coinbase ဟာဆိုရင် Coca-Cola နဲ့ရှင်မယ်ဆိုရင်စန့်ကျင်ဘက်ပဲဖြစ်ပါတယ်သူဟာနှစ်အနည်းငယ်သာရှိသေးရဆိုပေမဲ့ total market က$57 billion ရှိရဲ့ high growth ဖြစ်တဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်သူရဲ့ share တစ်စောင်ဟာဆိုရင်$6.42 လောက်ကိုရရှိနိုင်ပါတယ်ဒါပေမဲ့သတိပြုရမယ့်အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူ့ရဲ့ market ကအရန်ဖောင်းပွားနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့် growth investing ကိုလုပ်တဲ့သူတွေအနေနဲ့ risk management ကိုတေချာဂရုစိုက်ဖို့လည်းအကြံပေးချင်ပါတယ်ဒါဆိုရင်ဒီနေ့ Achievers မှာမျှဝေပေးခဲ့တာကတော့ value investing နဲ့ growth investing အကြောင်းကိုကိုယ်ကွယ်ပြပြသိသွားအောင်လို့တေချာမျှဝေပေးခဲ့တာဖြစ်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်ကြီးရောကိုကဘယ်လို investing မျိုးနဲ့ကိုက်ညီနိုင်မယ်ထင်ပါတယ်လဲအဖြစ်ကို comment မှာရေးသွားနိုင်ပါတယ်နောက်ထပ်ဒီလိုအဖို့တန်တဲ့အကြောင်းအရာနဲ့ဗီဒီယိုတွေကိုနေ့စဉ်နားဆင်နိုင်ဖို့အတွက်ဆိုရင် Achievers YouTube Channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်